ကုပေဒီလိုကုပေလိုက်တဲ့အခါကျတော့ဘာဝအသက်ရှိတဲ့တနေ့ရလာတဲ့အခါမှာတော့သဘောမလည်းကြီးပါတယ်ပညာလည်းကြီးပါတယ်နာဂရတော်လာခြင်းအတ္တကရတဲ့တိုင်းရဲ့ကျွင်းနဲ့ဝယ်တဲ့တရားကိုင်းကျွန်းအားလုံးတိုင်းလူပြီးသားတဲ့တော်လို့ချမ်းသာပါလေဆိုတာကြောင့်ဗုဒ္ဓတာပူဇော်မှာတဲ့ဘုရားကိုတော်လို့ကြီးအဲ့ဒီလိုပြောဒါကြောင့်ဘဂဝေယံကာမြတ်ဝါจิตတာခြင်းမြင်ပါလို့ဉာဏ်ပုဂ္ဂလာခြင်းပုဂ္ဂိုလ်အာဂမအကြောင်းပြုကျွဲ့ဗုဒ္ဓမြတ်စွာဘုရားကသရဏံကောကွယ်သိက္ခာအလောတော်ရတဲ့ဝတ္တိမိဓမ္မတရားတော်မြတ်ကသရဏံကောကွယ်သိက္ခာအလောတော်ရတဲ့ဝတ္တိမိသံဃာသံဃာတော်အချင်းတော်မြတ်တော်ပူဇော်ရတဲ့အတွက်ရောမဟာဘောဂဝန္တော်သိစိတ်ဥစ္စာယရဏနဲ့လက်ပြည့်စုံပါကြတော့ဘုရားတရားသံဃာသံဃာမြတ်သမာတော်ယုံဉာဏ်တော်လက်တော်မော်၍ကျေဘောဘူသာဘုရားမှာကြောင့်တော့ကြောင့်ဘုရားနာမသက်တကဝတ္တုကသရဏတော်ကြောင့်အာလုံးသောဘာဝတတိကဒီကိုပေါ်မှာသွေးတော်မျိုးတော်မိတ်ကမိသားစုတော်ဒီနေရာကဓမ္မကောင်းကကျော်သောအတိတ်သောနမိတ်သောအန္တရာယ်သောကသောလောက်တဲ့တန်တိသောမနောမောင်းကြအတိုက်ခိုက်သောအတော်အထောင်သောပြုလို့ရတဲ့သောလာလာမဲ့စတဲ့သောပန်းလာလာမဲ့သောတဲ့သောတဲ့ရေသောတဲ့ဒီနေရာသာရတော်ပြပိတကာလတဲ့ခြင်းနဲ့စဉ်းစားတဲ့ဝါဒီညာပညာကြီးခြင်းဘောဓဂဝါနုပါတိမြတ်သောကျော်သူတရားတော်နှင့်ပြည့်စုံကြကုန်တဲ့သောတော်နာမကာလနာရိယာမောင်သူရကံတော်ဤသံမြာရပြည့်တဲ့နိဗ္ဗာန်ကိုရက်တော်တော်နှင့်လက်တော်တော်နှင့်ရတွယ်ရမယ်မြတ်မှာပြုလွယ်နိုင်ကြသည်ကိုပြည့်စေငါတော်ဒီကနေ့စကြပါ